ဒီရက်ပိုင်းကတော့ကြာသားသမီးတွေအတွက်တော့ငွေဝင်လန်းတွေပွင့်လန်းပြီးကန်ထူးမဲ့အချိန်ခါလေးပါပဲဘဝရဲ့အလှည့်ပြောင်းကောင်းတွေစတင်တော့မဲ့အချိန်ဖြစ်လို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားဖို့တိုက်တွန်းပေးရစီပထမဆုံးအနေနဲ့စီးပွားရေးနဲ့ငွေကြေးကံကိုပြောရရင်တော့မထင်မှတ်ထားတဲ့နေရာကနေငွေဝင်ဖို့ရှိနေပါတယ်အထူးသဖြင့်အကျွေးဟောင်းတွေပြန်ရတာမျိုးဒါမှမဟုတ်ကိုလှုပ်ထားတဲ့အလုပ်ကနေအပိုးစုကြေးတွေရရှိနိုင်ပါတယ်ဒါပေမဲ့တခုသတိထားရမှာကတငယ်ချင်းဒါမှမဟုတ်မိတ်ဆွေတွေစီကနေငွေချေးတာမျိုးကြုံလာရရင်တော့ခက်ရင်ရင်လေးညှင်းထားစေချင်ပါတယ်။ဒီရက်ပိုင်းမှာငွေထွက်မဲ့လမ်းထက်ငွေဝင်မဲ့လမ်းကပိုအားကောင်းနေပါတယ်။အချစ်ရေးမှာတော့တကူတော်သမားတွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့လူသစ်တစ်ယောက်နဲ့ဆုံတွေ့ရကိန်းရှိပါတယ်။အစပိုင်းမှာတော့တငယ်ချင်းလိုဘာလိုနဲ့ရင်ခုန်စရာဇလန်းလေးတွေစတင်နိုင်ပါတယ်။အိမ်အောင်တွေနဲ့ချစ်သူရှိပြီးသားသူတွေကတော့စကားအခြေအတင်ဖြစ်တာမျိုးလေးတွေရှိနိုင်ပေမဲ့တယောက်ကိုတယောက်နားလည်မှုပေးခြင်းအဖြစ်အချစ်တွေပိုတိုးလာမှာပါ။ကျမ်းမာရေးပိုင်းမှာတော့အပူပင်ကြောင့်ခေါင်းကိုက်တာမျိုးဒါမှမဟုတ်အေးရေးပြက်တာမျိုးလေးတွေဖြစ်တဲ့လို့အနားယူဖို့မမေ့ပါနဲ့။အစားအသောက်ဆင်ခြင်ပြီးရေများများတောက်ပေးဖို့လိုပါလိမ့်မယ်။ကံကောင်းစေမဲ့အယောင်ကတော့အပြာနုရောင်နဲ့အဖြူရောင်ဖြစ်ပါတယ်။ကံပွင့်စေဖို့အတွက်မနက်ခင်းမှာဖျားရှင်ကိုအမွှေးနှံတာဒါမှမဟုတ်ရေချမ်းကတ်လူပြီးဆူတောင်းပေးပါဒီဗီဒီယိုလေးကမိမိအတွက်အကျိုးရှိရဆိုရင် like နဲ့ share လုပ်သွားပြီးမိမိရဲ့မွေးနေ့နံလေးကို comment မှာရေးပေးခဲ့ပါဦးအားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်